အိမ်ရှင်မတို့ရေ stress တွေကိုပြေပြောက်စေတဲ့စီးရှိတယ်ဆိုတာကိုယုံလားအိမ်ရှင်မတွေအထွတ်ကအချိန်ဆိုတာတစ်နေ့ကို24နာရီလောက်တယ်လို့မရှိတာနော်လုပ်စရာတွေကပြီးစီကွေးလေးကနေအကြီးအကြီးရှိနေတာလေအလုပ်တစ်ဖက်နဲ့အိမ်ရှင်မတွေရောအချိန်ပြည့်အိမ်ရှင်မတွေရောအလုပ်တွေလုပ်ရင်မောပန်းလာတဲ့အခါစကားပြောခြင်းစိတ်ပျောက်ဆုံးလောက်အောင်စိတ်ပင်ပန်းလာတတ်ပါတယ်ဟုတ်လားမသိဘူးအဲ့လိုအချိန်ကြရင်ဗီဒီယိုကြည့်နေတဲ့အိမ်ရှင်မတွေရောဖြည့်စည်းအနေနဲ့ဘာတွေလုပ်ဖြစ်ကြလဲcomment မှာရေးသွားပေးပါအောင်နော်ဇင်ကတော့ဝါသနာပါလေးတစ်ခုကို15မိနစ်ဖြစ်ဖြစ်နာရီဝက်လောက်ဖြစ်ဖြစ်ထားလုပ်လိုက်ပါတယ်အဲ့ဒီလိုလုပ်လိုက်တာစိတ်တည်ငြိမ်မှုရပြီးတော့မှလုံလက်စားတစ်ခုခုပြီးမြောက်သွားတိုင်းမှာကိုလုံးနိုင်နေဆိုတဲ့ယုံကြည်စိတ်လေးကိုတခါတည်းတိဆောက်ပြီးသားဖြစ်ပါတယ်စိတ်ဝင်စားလို့လေ့လာကြည့်တဲ့အခါမှာစိတ်ပညာရေးကိုက်ညီမှုလည်းရှိပါတယ်ဒိုပါမင်အောင်မြင်မှုဟော်မုန်းဆီရိုတိုနင်စိတ်တည်ငြိမ်မှုဟော်မုန်းအောက်ဆီတိုဆင်အချစ်ဟော်မုန်းနဲ့အန်ဒိုဖင်နာကျင်မှုပြောက်ဟော်မုန်းဆိုပြီးတော့အဓိကကျတဲ့ပျော်ရွှင်မှုဟော်မုန်း၄မျိုးရှိတယ်တဲ့လူတစ်ယောက်ကတစ်ခုခုကိုစူးစမ်းပြီးအောင်မြင်သွားတဲ့အခါတိုင်းဒိုပါမင်ဆိုတဲ့အောင်မြင်မှုဟော်မုန်းတွေအုံနောက်ထဲကနေထွက်လာတယ်သူကစိတ်အားထက်သန်မှုပေးတယ်တင်ယူလိုစိတ်ကိုမြင့်တင်ပေးတယ်မှတ်ဉာဏ်အားကောင်းစေတယ်လို့မှတ်သားရပါတယ်အဲ့ဒီဒိုပါမင်တွေကစိတ်ပင်ပန်းမှုတွေကိုဖယ်ထုတ်ပေးပါတယ်ဒါကြောင့်ဝါသနာတေးသေးလေးတွေလုပ်ဖို့အချိန်မရှိဘူးလို့မတွေးလိုက်ပါနဲ့အင်ရှင်မတို့ရေ10မိနစ်လောက်လေးဖြစ်ဖြစ်ဝါသနာပါတာလေးတွေကိုစလုပ်ကြည့်ပါဇင်လုံးနေသလိုမျိုးဟမ်းမိတ်လုံးမှမဟုတ်ပါဘူးရုပ်ရှင်ကြည့်တာစာဖတ်တာသိုးမွေးထိုးတာပကြီးဆွဲတာတချင်းဆိုတာဂီတာတီးတာဓာတ်ပုံရိုက်တာဟင်းချက်တာစသဖြင့်မတူညီတဲ့ဝါသနာလေးတွေကိုဖော်ထုတ်ကြရင်းနဲ့စိတ်ပင်ပန်းတာတွေကိုဖျောက်ပြရအောင်နော်နောက်တစ်ခါလေးကြုံတော့မှတခြားပျော်ရွှင်မှုဟော်မုန်းတွေအကြောင်းကိုလည်း sharing လုပ်ပေးသွားအောင်မယ်နော်ထပ်ပြီးတော့လေ့လာပြီးတော့မှထပ်ပြီးတော့ပြောပြပါမယ်အခုလို့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကနေအင်ရှင်မတို့တငယ်ချင်းတို့အတွက်အကျိုးတစ်ခုခုရဖို့မျှော်လင့်ပါတယ်